သူမတညတာအတွက်ဆိုင်ပိတ်ဖို့ပြင်နေတော့မှပဲနှင်းမုန်တိုင်းထဲကနေဓာတ်တလက်ဟာတကားကိုဖောက်ထွက်ပြီးပြန်တန်းဝင်ရောက်လာခဲ့တယ်။အဲ့ဒီဓာတ်ကိုမြင်လိုက်တာနဲ့ဒန်နာရီလာဓာတ်သမားတယောက်ရဲ့လက်နက်ဆိုတာသူမချက်ချင်းသိလိုက်တာပေါ့။သူကရုပ်ဖြောင်းတယ်လို့လည်းနာမည်ကြီးလေတော့ပွေရှုပ်တတ်တဲ့သူမကသူ့မျက်နှာကိုမမြင်ရမနေကြည့်ချင်သွားတယ်။ဒါနဲ့ပဲဒဏ်ရာတွေကိုစစ်ဆေးပေးမဲ့အစီခံမလေးတယောက်ဖြစ်ဟန်ဆောင်ပြီးချင်းကပ်ခဲ့တာပေါ့။ဒါပေမဲ့သူကသူမရဲ့ဟန်ဆောင်မှုကိုရိပ်မိသွားပြီးသူကိုယ်တိုင်ကလူနာမဟုတ်ကြောင်းပြောလိုက်တယ်။အဲ့ဒီလိုပြောလိုက်တာနဲ့သူမကစိတ်ဝင်စားမှုအကုန်ပျောက်သွားတော့တာပဲ။ဘာလို့လဲဆိုတော့ဓာတ်သမားတယောက်အကူအညီတောင်းပြီဆိုရင်တွေးထွက်တန်ယူရန်ကြွေးတွေပါလာစမြင်မှုလေ။သူကအချိန်ဆွဲဖို့စူးစမ်းပေမဲ့အဲ့ဒီလိုအချိန်ဆွဲနေတာကပဲသူမကိုဒေါသထွက်စေခဲ့တယ်။သူမကဘာသတိပေးချက်မှမပေးဘဲပြစ်မှတ်ကိုအသေးသက်နိုင်တဲ့အတူတလက်နဲ့ပစ်ခတ်လိုက်ပြီးသူ့ကိုလှုပ်မရအောင်တုံခဲသွားစေခဲ့တယ်။သူမဒုတိယတကားဝကိုရှောက်သွားချိန်မှာပဲနောက်ဘက်ကနေအတန်ကြီးတန်ဟိန်းထွက်လာတယ်။သူကပထမတကားကိုအတွင်းအားနဲ့တင်ရိုက်ခွဲလိုက်တာပါ။သူမရဲ့အစီခံတွေအနားကိုအပြည့်လွှာရောက်လာကြပေမဲ့အခုကနှစ်တကူကာလဖြစ်နေတာကြောင့်သူမကလူမသက်ချင်ဘူး။ဒါကြောင့်နှင်းမုန်တိုင်းထောင်ချောက်ကိုပဲဖွင့်ထုတ်လိုက်တယ်။ချက်ချင်းဆိုသလိုပဲရင်းမြစ်တစ်ခုလုံးဟာတေမင်းတမန်ဆုံးဖြစ်သွားတော့တာပေါ့။ဒီလူကထိတ်တန်းသားသမားတယောက်ဖြစ်တယ်လို့သူ့ရဲ့ပညာကလည်းအံ့မခန်းပါပဲ။ဒါပေမဲ့သူကထောင်ချောက်ကိုအထင်သေးမိသွားတယ်။အမားတစ်ခုကြောင့်ရေခဲစုတစ်ခုကသူ့ကိုထိုးဆိုင်သွားခဲ့တယ်။ပူဆိုးတာကအဲ့ဒီရေခဲမှာအစွမ်းထက်တဲ့ဆေးတွေတုပ်လိမ့်ထားတာပဲ။ဒီလိုအခြေအနေမျိုးမှာသူတစ်ခုခုကိုအရဲဆုပ်လုပ်ဖို့လိုလာပြီးသူကဝိယုံကိုချွတ်ချလိုက်ပြီးဓာတ်ကိုသုံးတာရေခဲနွယ်ကျိုးတွေကိုရစ်ပတ်လိုက်တယ်။ခဏအတွင်းမှာပဲအဲ့ဒီအမြင့်နှန်းတွေကသူ့ဓာတ်မှာအကုန်ရစ်ပတ်မိသွားတော့တယ်။သူဘာလုပ်ဖို့ကြံစီနေလဲဆိုတာကိုသူမနောက်ဆုံးမှသိလိုက်ရပေမဲ့နောက်ကျသွားပါပြီ။သူမရဲ့ကြောက်မက်ဖွယ်ထောင်ချောက်ကြီးဖျက်ဆီးခံရတာကိုထိတ်လန့်တကြားနဲ့ကြည့်နေုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့ဘူး။ဒါပေမဲ့ထောင်ချောက်ကိုဖျက်ဆီးပြီးတာတော့သူကအထဲကိုအတင်းဝင်မလာခဲ့ပါဘူး။အဲ့ဒီအစာရင်ပြင်ထဲကနေပြန်ဆုတ်သွားပြီးသူမကိုနှိမ့်ချစွာတောင်းပန်ရင်းလူတစ်ယောက်ရဲ့အသက်ကိုကယ်ပေးဖို့တောင်းဆိုခဲ့တယ်။အခုတော့သူမတကယ်စဉ်းစားရတော့မယ်။ဒီလောက်အစွမ်းထက်တဲ့သူကအထဲကိုအတင်းဝင်လာလို့ရရတာနဲ့သူမကိုလေးလေးစားစားဆက်ဆံခဲ့တာကိုနောက်ဆုံးတော့သူမကူညီဖို့သဘောတူလိုက်ပါတယ်။ဒါပေမဲ့သူအသက်ဆုံးပြီးကယ်တင်ချင်နေတဲ့သူကဘယ်သူဖြစ်မလဲဆိုတာကိုတော့သူမဘလို့မှထင်မှတ်ထားမှာမဟုတ်ပါဘူး